အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းဆရာမလေးကဆရာမြတန်းတဲ့ရေးသားထားတဲ့လူလေးတို့ပေးစာများဆိုတဲ့စာအုပ်ထဲကစာလေးတွေကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်မနေ့ကတော့စာ20အထိဖတ်ပြီးပြီပေါ့နော်ဒီနေ့တော့စာ21လေးကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်စာ21လန်ဒန်ဇူလိုင်20ရက်1948ခုနှစ်လူလေးဒီစာနဲ့အတူမိမိရဲ့စာကိုပူးတွဲထည့်ပေးလိုက်တယ်မိမိရဲ့စာအိတ်ထဲမှာမင်းတော်လေးကသူ့စီကိုအာကူဘူးစိတ်ရည်ဘူးဆန်းကရှိကိုပို့ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းရေးလိုက်တဲ့စာတစ်စောင်လေးပါတယ်အဲ့ဒီရေကိုရတဲ့အတွက်တော်တော်လေးဝမ်းသာနေတယ်မင်းစီကိုရေးလိုက်တဲ့စာကိုဖေကိုတော့မပြဘူးဒါပေမဲ့ကောင်းတဲ့ဆန္ဒနဲ့ကောင်းတဲ့အကြံဉာဏ်ပါတယ်လို့တော့ပြောတယ်မင်းစီကပြန်စားလာရင်ဖေကိုပြမှာအမှန်ပဲဒါကြောင့်မို့သူ့စီကိုစာပြန်ရေးရင်ဘလို့ရေးသင့်တယ်ဆိုတဲ့စာချမ်းကိုဖေပူးတွဲပို့လိုက်တယ်ဒီကိစ္စမှာမတောင်းမင်းနဲ့ဝင်အကူအညီပေးတဲ့အတွက်ဖေကိုဘလို့မှသဘောမထားနဲ့ဘာဖြစ်လို့လဲဆိုတော့အခုချိန်ထိမင်းကကိုယ့်ထက်အသက်အရွယ်ကြီးတဲ့ဂုံတရေရှိအမျိုးသမီးတွေစီကိုစာရေးလေးရေးထားမရှိတဲ့အတွက်ဖေအကြံရေးပေးလိုက်တာစကားဆက်လာတဲ့အတွက်ပေးစာရေးနည်းတဲ့ပတ်သက်လို့ပြောရအောင်မယ်ပေးစာတွေထဲမှာအကောင်းဆုံးနမူနာတွေကတော့စီဇာရိုဂိုင်းကျုပ်ဆရာတော်ကြီးဒိုဆက်မဒန်ဆေဗီညေဖုန်းတော်ကြီးဘူစေယာဘူတင်တို့ရဲ့ပေးစာတွေပဲ Atticus နဲ့တခြားမိတ်ဆွေတွေထံပေးတဲ့စီဇာရိုရဲ့မေတ္တာစာများဟာအတုခိုးဖို့အကောင်းဆုံးနမူနာတွေဖြစ်တယ်သူ့မေတ္တာစာတွေထဲမှာစေတနာလဲပါပြီးစာကလည်းအလွန်ချောတယ်ဂိုင်းကျုပ်ဆရာတော်ဒိုးဆက်ရဲ့မေတ္တာစာများကတော့ရိုးရိုးနဲ့ရှင်းလင်းတယ်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစာကိုဘလို့ရေးရတယ်ဆိုတာကိုလေ့လာနိုင်တယ်သူ့စာတွေထဲမှာကြွားဝါဟန်ဆောင်တာတွေမပါဘူးတမင်အားထုတ်ထားတဲ့စကားလုံးတွေမပါဘူးဒါကြောင့်သူ့စာတွေဟာပြည်ပြင်းရှင်းလင်းနေတယ်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့စာဆိုတာရှုပ်ရှုပ်ထွေးထွေးဝိုးတိုးဝါးတာရေးလို့ရတာမဟုတ်ဘူးတတ်နိုင်သမျှလိုရင်းတိုရှင်းဖြစ်ရတယ်ပူစေရာဘူတင်နဲ့မဒန်ဆေဗညေတို့ရဲ့ပေးစာများကတော့ဖတ်ရတဲ့သူမှာစိတ်နှလုံးရှင်ပြုံးစေတယ်သူတို့စာကိုဖတ်ရတာစကားပြောကောင်းတဲ့သူတယောက်ဇဝနဉဏ်ထက်သန်တဲ့သူတယောက်ကိုယ်အနားမှာလာထိုင်ပြီးပြောနေသလိုအင်မတန်တဘာဝကြပြီးအင်မတန်နားထောင်လို့ကောင်းတယ်မင်းရဲ့ခရီးဆောင်စာကြည့်တိုက်ကလေးထဲမှာအဲ့ဒီစာအုပ်ကိုယူသွားတင်တယ်အဲ့ဒီစာအုပ်ကိုဖတ်ရင်စိတ်လဲကြည်နူးမယ်ဘဟုတုတလဲရမယ်ခုလောလောဆယ်တော့ဒီလောက်ပဲရေးလိုက်အောင်မယ်မင်္ဂလာညပါစာ22လန်ဒန်ဇူလိုင်30ရက်1948ခုနှစ်လူလေးမင်းစီကရောမစ္စတာဟာတီစီကရောစာမရတာစာပတ်၄ပတ်ရှိသွားပြီဒါကိုထောက်ရင်မင်းတို့တွေဆွစ်ဇာလန်ပြည်မှာတိတ်နာချိန်မရပဲခရီးပြင်းနှင်နေကြလို့ပဲလို့ဖေယူဆတယ်ခုချိန်လောက်ဆိုရင်တော့မင်းတို့ဆွစ်ဇာလန်ခီးဟာပြီးဆုံးလောက်ပြီလို့ထင်တယ်မင်းစီကိုရောမစ္စတာဟာတီစီကိုရောပေးလိုက်တဲ့စာတွေအရမိုက်ကယ်မက်စ်ပွဲတော်လောက်ဆိုရင်မင်းတို့တွေလိုက်ပစစ်ကိုရောက်နေရမယ်ဆိုတာသိလောက်ပြီပေါ့လိုက်ပစစ်ရောက်ရင်ပေါမုတ်ခမက်စကိုရဲ့အိမ်မှာစားတောက်ရမယ်သူ့ရဲ့အိမ်ရဲ့အနီးတစ်ဝိုက်မှာအထက်တန်းလွာလူငယ်တချို့နဲ့အတူတဲခိုရမယ်ဆိုတာကိုသိလောက်ပြီပေါ့ပါမုတ်ခကြီးကဂရိုရှက်ရဲ့တရားဥပဒေအယူအဆJustinian တရားဥပဒေစနစ်နဲ့ပြည်သူ့ကျင့်ဝတ်ဆိုတဲ့စာတမ်းတွေကိုဖတ်မယ်လို့ကြားရတယ်။အဲ့ဒီစာတမ်းဖတ်ပွဲကိုမင်းတက်ရောက်နားထောင်ရုံသာမဟုတ်ပဲအထူးဂရုစိုက်လေ့လာမှတ်သားလိမ့်မယ်လို့ဖေမျှော်လင့်တယ်။ဂျာမန်ဘာသာစကားကိုလည်းပိုင်နိုင်ဖြစ်အောင်လေ့လာလိမ့်မယ်လို့ဖေမျှော်လင့်တယ်။ တ
တရားမျှတရာရောက်အောင်မင်းကိုတခုတော့ကြိုတင်တတိပေးရအောင်မယ်လိုက်ပစစ်မှာဖေဖေရဲ့တရှိုးဒလန်တွေရာချီပြီးမင်းကိုစောင့်ကြည့်နေကြတယ်ဆိုတဲ့အချက်ပဲလိုက်ပစစ်ပါမင်းလှုပ်ခဲ့သမျှမင်းပြောဆိုခဲ့သမျှတွေကိုဖေဖေအကုန်သိနေမှာလိုက်ပစစ်မှာလည်းကောင်းတဲ့အပေါင်းအသင်းတွေရှိတယ်တနေ့သာစာတင်ချိန်ပြီးရင်ညနေပိုင်းမှာတွားရောက်လဲပတ်နိုင်တယ်အဲ့ဒီမှာကော့တလင်းနယ်စားရဲ့မေတော်ကြီးနယ်စားကတော်ကြီးရဲ့အတိုင်အဝန်းတစ်ခုရှိတယ်။နန်းတွင်းအတိုင်ဝန်းကလေးဆန်ဆန်ပဲ။အဲ့ဒီကိုလည်းသွားလေတင်တယ်။ပိုလန်ဘရင်နဲ့နောက်လိုက်နောက်ပါအချွေရန်တွေဟာလိုက်ပစစ်ဈေးပွဲတော်ကိုတစ်နှစ်ကို2ကြိမ်လောက်ကြွရောက်လာလေးရှိတယ်။ဘရင်ရှေ့တော်မှောက်ကိုသွင်းပေးဖို့နန်းတွင်းအတိုင်ဝိုင်းမှာမိတ်ဆက်ပေးဖို့ဘရင်ရဲ့အတွင်းဝင်မင်းဖြစ်တဲ့ဆာချားစ်ဝီလီယံစီကိုဖေဖေစာရေးလိုက်မယ်။ဒါပေမဲ့နန်းတွင်းအတိုင်းဝိုင်းရဲ့ထုံးတမ်းယဉ်ကျေးမှုတွေကိုမင်းမလေ့လာရင်မလိုက်နာရင်အထက်တန်းလွှာအတိုင်းဝိုင်းကလူငယ်တယောက်ယဉ်ကျေးဖွယ်ရာမျိုးနဲ့ဆက်ဆံဖို့စိတ်အားထက်သန်ခြင်းမရှိရင်တော့အဲ့ဒီအတိုင်းဝိုင်းကိုမကြာခဏသွားလေတာဟာဘာမှအကျိုးများမှာမဟုတ်ဘူး။မင်းဟာကိုယ့်ရဲ့ဆက်ဆံပြုမှုပုံတွေကိုဂရုထားသလိုဝတ်စားဆင်ရင်မှုတွေကိုလည်းလစ်လျူမပြုအပ်ဘူး။တန်ရှင်းဖို့အဝတ်အစားကိုကြကြနက်နဝတ်ဖို့ရင်ကျေးဖို့လူတော်တော်များများမှာဖြစ်တတ်သလိုမနှိမ့်မြို့စရာသဘောထားမျိုးကိုမထားမိဖို့လူပုံအလဲမှာကိုယ့်ရုပ်ကာယမနေမိဖို့ဂရုစိုက်ရမယ်။မင်းရဲ့သွားတွေကိုမနက်တိုင်းအစားစားပြီးတိုင်းတိုက်ပြီးတတ်တတ်ရှင်းရှင်းဖြစ်အောင်ဂရုစိုက်ရဲ့လားသွားတွေကိုကြာရှည်ခံအောင်သွားကြိုက်တဲ့ဝေဒနာကိုမခံရအောင်သွားတွေကိုဂရုစိုက်ဖို့လိုတယ်ဖေဖေပါတော့သွားဒုက္ခပေးခဲ့တာတော်တော်ကြာပြီတချို့သွားတွေဆိုရင်လည်းမရှိတော့ဘူးဒီလိုဖြစ်ခဲ့တာဟာမင်းအရွယ်တုန်းကသွားတွေကိုဂရုမစိုက်မိခဲ့လို့ပဲအဝတ်အစားကိုကြကြနနကောင်းကောင်းမွန်မွန်ဝတ်စားရဲ့လားဖြစ်ကတဲ့ဆန်းဝတ်သလားအပြုအမူအပြောအဆိုမှာရောရင်ကျေးသိမ်မွေ့ရဲ့လားဒါမှမဟုတ်လိုနေသေးသလားပြစ်စလက်ခတ်ဖြစ်နေသလားဒါမှမဟုတ်ပိုနေသေးသလားဒီအရာတွေကိုအထိုက်အလျောက်ဂရုစိုက်ဖို့တော့လိုတယ်ဒုတိယတန်းစားအလေးထားမှုလောက်ရှိရင်လုံလောက်ပါတယ်ဒီလိုနေတတ်ထိုင်တတ်ရင်ကိုယ့်ရဲ့အရေးသွေးဟာပိုပြီးတောက်ပြောင်လာတာပေါ့ချစ်ခင်နှစ်လိုဝယ်ရှိသောဥပရိယုတ်သည်ထာဝရတည်သောထောက်ခံချက်လက်မှတ်တစ်စောင်နှင့်တူ၏လို့ဖေဖေရဲ့ဆရာလော့ဒ်ဘီကွန်ကပြောဘူးတယ်ချစ်ခင်နှစ်လိုဝယ်သောစိတ်ဓာတ်ဟာလူချင်းမွန်းခံရတဲ့အရေးချင်းဖြစ်ပြီးအရေးချင်းရှိရာရှိကြောင်းနီးလန်းကောင်းတစ်ခုလည်းဖြစ်တယ်လာမယ့်နွေရာသီမှာမင်းကိုဟန်နိုဗာကဖေဖေစောင့်နေမယ်ဆိုတာရဲ့မင်းရဲ့တိုးတက်ပြည့်စုံမှုကိုမျှော်လင့်နေမယ်ဆိုတာရဲ့ကိုမမေ့ပါနဲ့အဲ့ဒီမျှော်လင့်ချက်အတိုင်းမဖြစ်လာခဲ့ရင်ဒါမှမဟုတ်အဲ့ဒီမျှော်လင့်ချက်နာလောက်ထိမှဖြစ်မလာဘူးဆိုရင်တော့ဖေဖေစိတ်ကောင်းမှာမဟုတ်ဘူးဖေဖေကတော့မှန်ဘလူးကြီးကြီးနဲ့မင်းကိုယ်ပေါ်မှာရှိတဲ့အသေးဆုံးသောအစွန်းကလေးအထီးထီလိုက်ကြည့်ရမှာပဲဒါဟာမျှတတဲ့တတိပေးချက်လို့ဖေဖေယူဆတယ်ဒါကြောင့်ဖေဖေရဲ့ဆန္ဒနဲ့အညီဖြစ်အောင်ဂရုစိုက်ပါတင်ဤဖေဖေစာ23လန်ဒန်ဩဂတ်9ရက်1948ခုနှစ်လူလေးဒီစာဟာလော်စိမ်းမှာမင်းရှိနေတော့အချိန်မီရောက်မှရောက်ပါမလားမသိဘူးဒါပေမဲ့လိုက်ပစစ်ကိုမင်းမရောက်ခင်နောက်ဆုံးစာဖြစ်တဲ့အတွက်ထည့်ပြအောင်ထည့်လိုက်ရတယ်ပြီးခဲ့တဲ့အပတ်တုန်းကမစ္စတာဟာတီကိုပေးတဲ့စာအုပ်ထဲမှာမြူးနစ်ကိုရောက်ရင်ပထမဆုံးသွားတွေ့ရမယ်ပုံကိုစီကိုယူသွားဖို့စာတစ်စောင်လဲထည့်ပေးလိုက်တယ်သူကမင်းကိုဂျာမနီရဲ့နန်းလျာဆွေတော်မျိုးတော်မိသားစုတစုစီကိုခေါ်သွားလိမ့်မယ်မင်းဟာအဲ့ဒီအခမ်းအနားမှာအမျိုးကောင်းသားပီတာစွာလေးစားမှုရင်ကျေးဖွယ်ရာရှိမှုနဲ့တက်ရောက်လိမ့်မယ်လို့မျှော်လင့်နေ
ဒီအချိန်ဟာနန်းတွင်အတိုင်းဝိုင်းကိုပထမဆုံးရောက်ဖူးတာဖြစ်လေတော့လိုက်နာရမယ့်ထုံးတမ်းအစဉ်အလာတွေများရှိခဲ့ရင်အမှားအယွင်းအချွတ်အချော်မရှိအောင်လေ့လာထားပါPNN နန်းတွင်မှာတော့အမျိုးသားများဟာဘရင်ကိုဥညွတ်နှုတ်ဆက်ခြင်းမပြုရဘဲရင်ကျေးစွာနှုတ်ဆက်ရတယ်ပြင်သစ်နန်းတွင်ထုံးစံမှာတော့ဘရင်ကိုဥညွတ်နှုတ်ဆက်ခြင်းလက်ကိုနမ်းရှုပ်ခြင်းမပြုရဘူးစပိန်နဲ့အင်္ဂလန်နန်းတွင်ထုံးစံကဥညွတ်ရတယ်လက်ကိုနမ်းရှုပ်ရတယ်နန်းတိုင်းမှာသူ့အစဉ်လာထုံးစံတွေရှိတယ်နန်းတော်ကိုဝင်ခစားမဲ့သူဟာအဲ့ဒီထုံးတမ်းဓလေ့တွေကိုကြိုတင်သိအောင်လှုပ်ထားရတယ်အဲ့ဒီနန်းတွင်ကိုဝင်တော့မယ်ဆိုရင်ဒါတွေကိုကြိုတင်သိထားဖို့လိုတယ်ဒီလိုလေ့လာထားမှသာလျှင်အမှားအယွင်းကိုယ့်ရုပ်ကာယအပြုအမူတွေကိုရှောင်ကွင်းနိုင်ပေလိမ့်မယ်လိုက်ပစစ်ကိုသွားရမှာချောချောမောမောဖြစ်ပါစေလို့ဆုတောင်းဖို့မှအပယခုလောလောဆယ်မှာထွေထူးတော့ပြောစရာမရှိပါဘူးလမ်းမှာဖြစ်စေလိုက်ပစစ်မှာဖြစ်စေအစအရာသတိဝရိယနဲ့သွားပါဆိုတာလောက်ပဲဖေပြောချင်တယ်တခြားထွေထူးတော့ပြောစရာမရှိပါဘူးအာဒီရူစာ24လန်ဒန်အောက်တိုဘာ9ရက်1948ခုနှစ်လူလေးမင်းတို့အရွယ်မှာကို့အကြောင်းနဲ့ပတ်သက်လာရင်ဘာကိုမှထိန်ချန်မထားပဲပွင့်လင်းပြောလေးရှိကြတယ်ဒီလိုပြောတဲ့အတွက်မင်းတို့မှာပရိယေဝေဝတ်များတဲ့လူတွေရဲ့သားကောင်အဖြစ်ကိုမကြာခဏကြာရောက်လေရှိကြတယ်မင်းတို့ရဲ့မိတ်ဆွေကောင်းတွေပါလို့ပြောတဲ့လူနုံလူအားလူညံ့လူပြင်းတွေရဲ့စကားကိုအဟုတ်ထင်တတ်ကြတယ်ဒီမှာတင်ကလျာဏမိတ်တာဆိုတဲ့အဖိုးထိုက်တန်တဲ့အရာကိုပေးလိုက်ကြပြီးသူတို့ကိုအကျွင်းမဲ့ယုံစားသွားကြတော့တာပဲဒါနဲ့အတူကို့မှာအဆုံးရှုံးကြီးဆုံးရှုံးယုံတင်မကတော့ပဲအပျက်စီးကြီးပျက်စီးကြရတော့တာပဲခုမင်းဟာလူတော်ကိုတိုးရတော့မှာဆိုတော့အဲ့ဒီလိုမိတ်ဆွေမျိုးကိုသတိထားပြီးရှောင်ပါသူတို့ကိုကြည်ပြူစွာစီးကြိုပါဒါပေမဲ့ယုံကြည်စွာမစည်းကြိုပါနဲ့သူတို့ကိုလေးမြတ်မှုနဲ့ဆက်ဆံပါယုံကြည်မှုနဲ့မဆက်ဆံပါနဲ့မင်းကိုမင်းတက်လာပြီးတိလာပြီးအထင်နဲ့မြင်ချင်းမင်းမိတ်ဆွေဖြစ်ပြီးလို့မအောင်မေပါနဲ့ခဏတစ်ဖြုတ်အတိအကျွမ်းဖြစ်တောင်မှအချိန်အနည်းငယ်ကလေးအတွင်းမှာကိုမိတ်ဆွေလို့မအောင်မေပါနဲ့စစ်မှန်တဲ့မေးရင်းဆွေချာဆက်ဆံရေးမျိုးဆိုတာတစ်ပင်ဆိုင်လို့တပြေးပြေးချင်းသာကြီးထွားတိုးတက်လာခြင်းဖြစ်တယ်မိတ်ဆွေဆက်ဆံရေးဆိုတာတူးကိုတူးအပြန်အလှန်သဘောပေါက်နားလည်မှသာလျှင်ခိုင်မြဲကြီးထွားလာတတ်တဲ့အရာမျိုးဖြစ်တယ်လူငယ်တွေကြားထဲမှာအမြည်ခံမိတ်ဆွေတငယ်ချင်းဆက်ဆံရေးမျိုးဆိုတာလည်းရှိသေးတယ်အဲ့ဒီဆက်ဆံရေးမျိုးကတော့ခဏတစ်ဖြုတ်တာကိုထက်ဇာရိတာအရာစိတ်ထားအရာအရေးချင်းအရာတာတဲ့သူပတ်ဝန်းကျင်ကလူတော်လူကောင်းလို့ချီးမွမ်းခံရတဲ့လူမျိုးကိုဆိုလိုတာကောင်းတဲ့အပေါင်းအသင်းနှမျိုးရှိတယ်တစ်မျိုးကတော့ဖြူမွန်းလို့ပြင်သစ်တို့ခေါ်တဲ့အပေါင်းအသင်းမျိုးအဲ့ဒီလူတွေဟာနန်းတွင်းရေးရာကိစ္စများမှာရှင်ကျေးတတ်ပွနဲ့လူဘဝရဲ့ပျော်ရွှင်ကြည်နူးစရာကိစ္စတွေမှာတက်ပေါ်လိမ်မာကြတယ်နောက်အပေါင်းအသင်းတစ်မျိုးကတော့ထူးခြားတဲ့အရေးချင်းတစ်ခုခုကြောင့်ထင်ရှားသူတွေထူးခြားပြီးတန်ဖိုးရှိတဲ့ဝိဇ္ဇာပညာရက်များနဲ့သိပ္ပံပညာရက်များမှာကျွမ်းကျင်တက်မြောက်သူတွေဖြစ်တယ်ဖေအနေနဲ့ပြောရရင်တော့စာရေးဆရာကြီးအဒီဆင်တို့ကြပြဆရာကြီးပုတ်တို့ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ပေါင်းသင်းရတာဟာကိုယ့်အထက်ကပုဂ္ဂိုလ်တွေရဲ့ဆက်ဆံရတယ်လို့ထင်မိတယ်သူတို့နဲ့ပေါင်းသင်းရတာဟာဥရောပမှာရှိတဲ့အမြတ်ဆုံးအတော်ဆုံးအရေးရင်ဆုံးမင်းကြီးမင်းသားတွေနဲ့ပေါင်းသင်းရသလိုပဲမပေါင်းအပ်တဲ့နှိမ့်ကြတဲ့အပေါင်းအသင်းဆိုတာကတော့သူတို့ကိုယ်တိုင်လဲဘာရည်ချင်းမှမရှိအောက်တန်းလဲကြသူတို့ကိုယ်သူတို့အဟုတ်တယ်မကောင်းမှုလုပ်တာကိုလဲအားပေးအားမြောက်လုပ်တဲ့သူမျိုးတွေကိုဆိုလိုတာအပေါင်းအသင်းထဲမှာငါတော်တယ်ငါတာတယ်ဆိုပြီးဘဝင်မြင့်တက်ချတာတွေရှိတတ်တယ်ဒီလိုထင်ခြင်းဟာမိုင်မဲယုံများမက
မှားလဲမှားတယ်လောကမှာအဲ့ဒီလိုထင်တာလောက်အောက်တန်းကြတာမရှိဘူးမင်းကမေးကောင်းမေးမယ်ဒီလိုဆိုရင်လူတစ်ယောက်မှာအကောင်းဆုံးသောအပေါင်းအသင်းအတိုင်းဝိုင်းထဲကိုရောက်အောင်လုပ်နိုင်တဲ့စွမ်းအားမရှိတော့ဘူးလားလုပ်ရင်လဲဘလို့လုပ်ရမလဲလို့မေးကောင်းမေးမယ်လုပ်နိုင်တဲ့စွမ်းအားရှိတယ်လို့ပဲဖြေရမှာပဲဘလို့ရှိသလဲကိုယ်တိုင်ကထိုက်တန်အောင်နေပြရလိမ့်မယ်သူကိုယ်တိုင်ကိုကလူကြီးလူကောင်းတစ်ယောက်ရဲ့အခြေခံမျိုးရှိဖို့လိုတယ်အသိပညာရှိလာရင်အမျိုးကောင်းသားပီပီလိမ္မာရင်ကျေးရင်ကောင်းတဲ့အပေါင်းအသင်းကိုရမှာပဲမင်းကိုမကြာခဏပြောဘူးတဲ့အတိုင်းရင်ကျေးသိမ်မွေ့ခြင်းနဲ့မွန်ရည်ရင်ကျေးခြင်းဟာအခြားသောကောင်းတဲ့အရေးချင်းများကိုအယောင်တင်ပေးတယ်အစင်တစားဆင်မြန်းပေးတတ်တယ်ဒါတွေမရှိရင်မင်းမှာဘလောက်ပဲအသိပညာရှိသည်ဆိုသည်ဘလောက်ပဲပြည့်စုံသည်ဆိုသည်အဲ့ဒီပညာနဲ့ပြည့်စုံမှုဟာထင်ပေါ်မှာမဟုတ်ဘူးမွန်ရည်ရင်ကျေးခြင်းမရှိတဲ့ပညာရှင်သူကမိန်ဟာကဝီလူကြွားတစ်ယောက်ဖြစ်ယုံပဲရှိမှာပဲမွန်ရည်ရင်ကျေးခြင်းမရှိတဲ့သဒ္ဒနာဆရာတစ်ယောက်ဟာလောကကြီးကိုအရွက်တိုက်တဲ့ခွာစာတစ်ယောက်ပဲဖြစ်မှာပဲဖွဲ့ရရင်ကျေးခြင်းမရှိတဲ့စစ်သားတစ်ယောက်ဟာလူရိုင်းတစ်ယောက်ပဲဖြစ်မှာပဲဘွန်ရည်ရင်ကျေးခြင်းမရှိတဲ့လူတစ်ယောက်ဟာမနစ်မြို့စရာလူတစ်ယောက်ပဲဖြစ်နေမှာပဲလိုက်ပစစ်ကိုမင်းရောက်တဲ့အခါမှာအတိုင်းဝိုင်းကဘလို့ယူဆကြသလဲဆိုတာကိုဖေဖေသိကျင်တယ်ဖေဖေမှာမင်းကိုမျက်ခြေမပြတ်လိုက်ကြည့်ပြီးသစ္စာရှိစွာသတင်းပို့တဲ့မျက်လုံးတစ်ထောင်ရှိတဲ့August နဲ့သားတွေအများကြီးရှိတယ်ဖေဖေရတဲ့သတင်းတွေဟာအမှန်တွေပဲဖြစ်မှာပဲဘလို့သတင်းမျိုးတွေလဲဆိုတာကတော့မင်းအပေါ်မှာပဲလုံးဝတည်နေတယ်အာဒီရူဒီနေ့မှာတော့ဆရာမလေးကဆရာမြတ်တန်းရဲ့စာလေးတွေကိုဖတ်ပြသွားတာဖြစ်ပါတယ်လာမယ့်ရက်တွေမှာလည်းဆရာမလေးကစာလေးတွေဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါဦးရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်